ဒီနေ့အတွက်ကျွန်တော်တို့ရဲ့နှလုံးသားကိုငြိမ်ချမ်းစေမယ်အဓိကသတင်းစကားလေးတစ်ခုနဲ့စတင်ခြင်းပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ရဲ့စစ်မှန်တဲ့ငြိမ်သက်ခြင်းဆိုတာဘဝကြီးကိုနားလည်အောင်စူးစမ်းဖြည့်ရှင်းနေခြင်းမှမရှိပါဘူးအရာအလုံးကိုကျွန်တော်တို့ရဲ့ကောင်းကျိုးနဲ့ကိုယ်တော်ရဲ့ဘုန်းတော်အတွက်အကောင်းဆုံးစီစဉ်ပေးတာဖြစ်တဲ့ဘုရားသခင်ကိုယုံကြည်ကိုးစားခြင်းမှပဲရှိပါတယ်ဆိုတာပါပဲတခါကမိသားစုတစုကလေးနှစ်ယောက်နဲ့သူကားမောင်းပြီးတော့ဈေးဝယ်ထွက်လာကြတယ်လမ်းခိုးလိုက်ရောက်တော့3နှစ်တရွယ်တားငယ်လေးကရုတ်တရက်အခုလိုလမ်းမေးလိုက်ပါတယ်ဖေဖေဘုရားသခင်ကအရာအလုံးကိုဖန်ဆင်းခဲ့တာဆိုရင်လေလမ်းဘေးကမိတိုင်တွေကိုသူပဲဖန်ဆင်းခဲ့တာလားဟင်းတဲ့ဒီလိုအချိန်မျိုးမှာမိပါတိုင်းခေါင်းထဲဝင်လာမယ်အသွေးမျိုးဝင်လာတာပေါ့ကလေးတွေရဲ့အဆုံးမရှိတဲ့ဘာလို့လဲဘယ်လိုလုပ်ပြီးတော့လဲဆိုတဲ့မိခွန်းတွေကိုဖြေရှင်းရတဲ့အခါမှာငါတို့ပြောနေတဲ့အကြောင်းအရာကနေသူ့တွားချင်တဲ့နေရာကိုဘယ်လိုများဆက်ဆက်ပြီးတော့ရှင်းပြရမလဲဒါမှမဟုတ်ဒီကလေးကဘာလို့များဘာကြောင့်လဲဆိုတဲ့မိခွန်းတွေကိုပဲအမြဲတမ်းမင်းနေရတာလေဆိုပြီးတော့တွေးမိတတ်ကြပါတယ်တကယ်တော့လူသားတို့ရဲ့ရှင်ထဲမှာအရာရာကိုသိချင်းနားလည်ခြင်းတဲ့နေဆိုင်တဲ့ဆန္ဒတစ်ခုရှိနေပါတယ်ကျွန်တော်တို့ဟာသူတို့ဆန္ဒတွေလိုအလိုအလျောက်ဗီဇစိတ်နဲ့ပဲရှင်တန်နေကြတာမဟုတ်ပါဘူးနေ့စဉ်ဘဝရဲ့အချိန်တော်တော်များများကိုအရာရာတိုင်းရဲ့အကြောင်းပြချက်ကိုရှာဖွေရင်းနဲ့ကုံဆုံးလက်ရှိပါတယ်တနည်းပြောရရင်ကျွန်တော်တို့အားလုံးဟာဓမ္မပညာရှင်တွေဒတနိကပညာရှင်တွေဖြစ်နေကြသလိုကိုဘဝအစကြောင်းဆိုတဲ့ယဉ်ကျေးမှုကြီးကိုနားလေသဘောပေါက်ဖို့ကိုဘဝကိုပြန်လဲတူးဖော်နေကြတဲ့ရှေးဟောင်းသူတည်တနာပညာရှင်တွေလည်းဖြစ်နေကြပါတယ်ဒီလိုစူးစမ်းလေ့လာခြင်းတဲ့စိတ်ဆန္ဒနဲ့အထူးအဆန်းတွေးခေါ်နိုင်စွမ်းတွေကိုဘုရားသခင်ကကျွန်တော်တို့ကိုပေးသနာထားတာပါဖန်ဆင်းခါအရာအလုံးထဲမှာကျွန်တော်တို့ကိုထူးခြားစွာခွဲခြားပေးထားတဲ့အရာလည်းဖြစ်ပါတယ်ကိုရောကိုပုံမူတိကျွမ်းလာဖို့နဲ့ကိုရောရဲ့အလူတော်ကိုနားလည်ပြီးတော့ကိုပြန်လဲဆန်းစစ်နိုင်ဖို့အတွက်ဘုရားသခင်ကဒီလိုစွမ်းရည်တွေကိုပေးထားတာလည်းဖြစ်ပါတယ်ဒါပေမဲ့အပြစ်တရားကဒီလိုစူးစမ်းခြင်းတဲ့စိတ်ကိုအနေရရှိတဲ့ရာတစ်ခုဖြစ်သွားစေပါတယ်ဘယ်လိုမျိုးလဲဆိုတော့အရာအလုံးကိုငါတို့နားလည်အောင်ဖြေရှင်းနိုင်ရင်စိတ်အေးချမ်းမှုကိုရနိုင်မယ်လို့ထင်အောင်ထင်မှာဖြစ်စေတာပါဒီကိစ္စလေးကိုသာငါနားလည်လိုက်ရင်အဖြေရှာတွေ့သွားရင်ငါတော့အလုံးချုံသွားပြီဆိုရက်တွေးခေါ်မှုမျိုးနဲ့အသက်ရှင်တတ်ကြပါတယ်ဒါပေမဲ့ဒီနေလန်ကတော့ဘယ်တော့မှအလုံးမဖြစ်ပါဘူးတင်ဘလောက်ပဲညံကောင်းဘယ်လောက်ပဲတော်နေပါစေတင်ဘဝမှာနားလေလို့မရတဲ့ဗဟေရီတွေဂျန်နေအောင်ပါပဲတခါတရံမှာအယံနာချင်ရတဲ့ဗဟေရီတွေပေါ့ကျွန်တော်တို့အားလုံးကအတိပင်မရှိဘူးလို့ထင်ရတဲ့ဘာကောင်းချီးမဘာကောင်းကျိုးမှမပြီးဘူးလို့ထင်ရတဲ့အရာတွေကိုရင်ဆိုင်ရစမဲပါဒါကြောင့်မလို့ငြိမ်သက်ခြင်းဆိုတာအရာအလုံးကိုနားလည်ဖို့ကြိုးစားနေခြင်းထဲမှာတော့ဘယ်တော့မှရှာတွေ့မှာမဟုတ်ပါဘူးစစ်မှန်တဲ့ငြိမ်သက်ခြင်းဆိုတာအရာအလုံးကိုနားလည်သိကျွမ်းပြီးတော့ကိုရောရဲ့ဘုန်းတော်နဲ့ကျွန်တော်တို့ရဲ့ကောင်းကျိုးအတွက်အုပ်စိုးနေတဲ့အရှင်ကိုယုံကြည်ကိုးစားခြင်းထဲမှာပဲရှိပါတယ်ဒီလိုမျိုးဘုရားသခင်အပေါ်မှာမိခွအနာယူခြင်းနဲ့ပတ်သက်ပြီးတော့ဇာလနံပါတ်60နဲ့အပိုင်းငယ်9ကနေ9မှာအမတန်လာပါဆိုဖော်ပြထားပါတယ်ငါ၏စိတ်ဝိညာဉ်တွေဘုရားသခင်၌သာငြိမ်သက်ချမ်းသာမှုကိုခံစားရ၏အကြောင်းမူကားငါ၏မျှော်လင့်ခြင်းတွေကိုရောထံမှလာ၏ကိုရောတာလင်ငါ၏ကြောက်ဆောင်ငါ၏ကယ်တင်တော်ရှင်ငါ၏ခူကိုရာဖြစ်တော်မူ၏ငါသည်တုံလုံးလိမ့်မည်မဟုတ်ဘုရားသခင်ထံတော်၌ငါ၏ကယ်တင်ခြင်းနှင့်ငါ၏ဘုံအတီးရှိ၏ဘုရားသခင်သည်ငါ၏ခိုင်ခံသောကြောက်ဆောင်ငါ၏ခိုလုံရာဖြစ်တော်မူ၏တဲ့ဒီနေ့မှာတင်တိချင်းပေမဲ့တိခွင့်မရတဲ့နားလေချင်းပေမဲ့နားလေလို့မရတဲ့အရာတွေနဲ့ရင်ဆိုင်နေရပါသလားအဲ့ဒီအချိန်ဒီမှာတော့မှငြိမ်သက်ခြင်းကိုရှာတွေ့နိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အရာအလုံးကိုတည်တဲ့အရှင်တပါးရှိနေလို့ပါပဲကိုရောကတင့်ကိုချစ်ပါတယ်တင်နားမလည်နိုင်တဲ့အရာတွေကိုတောင်းမှ
တင်းရဲ့ကောင်းကျိုးအတွက်ရည်ရွယ်ပြီးတော့ကိုတော့အုပ်စိုးနေပါတယ်ကဲဒီနေ့အတွက်ထမလေးလာခေါ်အားယူခြင်းနဲ့ဆိုရင်တော့ကောရင်တိုအော်ရာစာဒူတီယာဆောင်အခန်းကြီးကအငယ်တစ်ကနေ30အထိဖတ်ရှုနိုင်ပါတယ်ခင်ဗျာဘဝရဲ့ပဟီရီတွေကြားထဲမှာအဖြေရှာရင်ပင်ပန်းနေမဲ့အစားအရာရာကိုပိုက်တာအုပ်စိုးတဲ့ဘုရားသခင်ရဲ့ရင်ခွင်ထဲမှာအေးချမ်းစွာအနာယူနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်မိနစ်ပြန်မိနစ်ခင်းမှာပြန်လဲဆုံးတွေ့ကြမယ်နော်